ဒါကတော့မင်းသားချက်ပါချက်က အမြဲလိုအလုရှုပ်နေတတ်ပြီးလက်ထောက်ကလည်းသူအနောက်ကိုတကောက်လိုက်နေရပါတယ်ပစ္စည်းတွေကိုလဲသူတယောက်တည်းပဲတည်ရတာကြောင့်အမြဲတမ်းညစ်ပတ်နေပြီးချက်ကအမြဲကဲရဲ့လေးရှိပါတယ်ချက်ကပြိုတိုင်းကြိုက်တဲ့စူပါစတာတယောက်ပါဒီနေ့မှသူကအဆူရရှိသွားပြီးအားလုံးကိုကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်ဒါပေမဲ့သူမပျော်ရွှင်ပါဘူးအိမ်ပြန်လာတဲ့လမ်းမကားတစ်စီးကိုစီးခဲ့ပြီးကားမောင်းသူကအခုဘဝကပျော်ရွှင်ဖို့ကောင်းလာတာမှမဟုတ်နောက်ဘဝတစ်ခုကိုသွားချင်လာလို့မေးလိုက်ပါတယ်ချက်ကလည်းပြန်ဖြေခဲ့ပါတယ်ပျော်စရာမကောင်းပါဘူးအရန်အထီးကျန်ဖို့ကောင်းတယ်လို့ဖြေပြီးသူအိပ်ပျော်သွားပါတယ်အလင်းနဲ့တစ်ခုကဟေနာသူအိပ်ယာမှနိုးလာပြီးကလေးနှစ်ယောက်ကသူကိုစိုက်ကြည့်နေပြီးသူလဲလန့်သွားကငါအိမ်မက်နေတာလားပြောပြီးအပြင်ကိုထွက်သွားကကားရှာပေမဲ့ကားလည်းမရှိပါဘူးသူကုမ္ပဏီကိုတွားကြည့်တော့လေဘသူမှသူကိုမမှတ်မိကြဘူးအယူထင်ပြီးသူကိုရဲတိုင်လိုက်ပါတယ်ရဲစခန်းမှာလဲစကားတွေရှောက်ပြောနေတာကြောင့်သူ့မိန်းမကရောက်လာပြီးစခန်းမှုကိုကြမယောက်ကြားကောင်းထိတယ်ပြောလိုက်ပြီးသူလဲပြန်လွတ်လာပါတယ်သူလဲတေချာပြန်စဉ်းစားကြည့်လိုက်တော့ဒါတွေဖြစ်လာရတာဟာညကဒရိုင်ဘာကြောင့်လို့တီးပြီးရှာဖို့လုပ်ပေမဲ့ဘဲကရှာရမှန်းမသိတော့သူလဲကောင်းစားသွားပါတယ်